အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်စီကိုရောက်လာတဲ့လက်တလောရောက်လာတဲ့ပေါ့နော်ဒီ graduation certificate လေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာ unboxing လုပ်မှာဖြစ်ပါတယ်ကျောင်းကနေပြီးတော့ကျွန်တော်ဒီစာတိုက်ကနေတစ်စင်ပို့ပေးလိုက်တာပေါ့နော်ဒီကြားထဲမှာလိပ်စာမှားတာရေးပြီးကျွန်တော်ကိုယ်တိုင်သွားမြည်ဖြစ်တာနဲ့ဒီဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်ဖြစ်ပြီးတော့အခုမှကျွန်တော်စီကိုရောက်လာတာပေါ့နော်ဒီကျောင်းကကျွန်တော်လွန်ခဲ့တဲ့2022လောက်ကနေစပြီးတော့အစိုးရကျောင်းကလည်းစက်မတက်ဖြစ်တော့လုံးလုံးနေနဲ့အခုဒီကျောင်းကို online ကနေတက်ပြီးတော့ဒီ2025အရင်လ8လပိုင်း9လပိုင်းလောက်မှာ credit တွေပြေးပြီးတော့ bachelor ရတာပါဒါတော့ကျွန်တော်ဒီ official transcript အမှတ်စင်းပါနေကြွမယ်ဆိုရင်ဒီကောင်ကတော့ကျွန်တော်ဒီ summer consultant တွေရတာပါခင်ဗျာ GPA ကတော့ 3.92 out of 4ပါခင်ဗျာဒါတော့ကျွန်တော်ရဲ့ bachelor certificate ပါ University ranking ပါညာတက်ဒါတွေကကျွန်တော်တို့ commitment တစ်ခုအောင်မြင်အောင်လုပ်နိုင်ခဲ့တာမလို့ဂုဏ်ယူရပါတယ်အခုဒီကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ bye